အခုဒီနေ့ညကကျွန်တော်တို့လေတော်တွေကနေပေါက်ပြီးတာတဲ့ပေါက်ပြီးဖမ်းလာတဲ့လက်ကလေးတွေကိုကျွန်တော်အခုကာလာပဲကျွန်တော်ရှက်ပြီဟိုဝေးနေပင်လေးနဲ့ဒါလေးယူကြကလေးယူလည်းရကြတာမကြည့်ကျွန်တော်သားနဲ့ကျွန်တော်ရဲ့အခုချက်ပြနေတယ်ကျွန်တော်ရဲ့ဒါလေးကျွန်တော်ဆက်ပြဒီလက်ချက်စီးစင်ကြီးလာကျွန်တော်တို့အခုတော့ကြရအောင်ဆက်ပြပြီးတော့စားရမယ်ဒီနေ့ညဆွေးလေးပြန်တော့ဆန်တယ်ချက်ပြညောင်းလေးကိုတစ်ချက်ရက်ပြလိုက်ဒီတက်ဒီချက်ဒီကနေ့ရှေ့ဆိုရအောင်ဒါခရီးလက်ခရီးလေးအမေပင်လေးနဲ့ရှေ့ကောင်းဝင်းနေမကြီးဝါဆောင်တယ်နောင်လေးကြရင်တပတ်အရှင်းလေးကိုကျွန်တော်ကိုယ်တိုင်တော့ကောက်တယ် let's go bye ရက်လိုက်